နော်ကျွန်တော် rifle ရဲ့မှာ diamond rap ပြအောင်လုပ်ပြပါမယ်ကျွန်တော်မှာ diamond rap ကတော့ရဲ့မိန်းမှာရှိပြီးသားပေါ့နော်ဒီမှာပါကျွန်တော်ပြပေးပါမယ် okay ဒီမှာပေါ့နော် smoke grenade diamond rap look look how beautiful is this okayကျွန်တော် getting diamond rap လို့ဒါပြောတာပေါ့နော်ဒါမဲ့ကျွန်တော် go rap ပါခါယူရမှာဆို getting go rap ဆိုတဲ့ video ပါတော့ go rap ဆိုတဲ့ video ပေါ့နော်ကျွန်တော်တို့ဒီ video ရဲ့ title လေးကိုပါကျွန်တော်ထားပေးပါ getting go rap and diamond rap ဆိုတဲ့ title လေးပေါ့နော် okay ကျွန်တော် smoke grenade နဲ့ပဲသွားမယ် let's go ကျွန်တော်ရဲ့ဟိုအော်ကိုပြန်သွားရမယ်ပေါ့ okay ကျွန်တော်ခိန်းနဲ့သွားမယ်ပေါ့နော်ဒီဆုံးကျွန်တော်ရဲ့ smoke grenade control ကိုရင်ပြကြပါမယ်148ဆိုရင်တော့ကျွန်တော်1000ဝန်းရဖို့ဆိုတော့လည်းပဲ900တော့လို့အခုကျွန်တော်တို့ go rap for ကျွန်တော်ဝင်လိုက်ပါအောင်မယ်ကျွန်တော်လည်းဖျားကြတော့ဖြစ်နေဖျားကြတော့ဖြစ်တော့အတန်ဝင်နေလို့ပေါ့နော်ကျွန်တော်အရင်ဗီဒီယိုရက်တွေတော့အရင်နေ့တွေတော့ဗီဒီယိုဗတ်တပြရတဲ့ကြောင်းရကြတော့ကျွန်တော်တကူတော့အပူကန်တော့ပေါ့နော်ပူကန်လို့ပေါ့နော် excuse me ပေါ့နော် okay တော့ baron ရမှာ baron မရရင် no သေးပြီ baron တော့ဒီပွဲကိုဒီ match ကိုတော့ပြီးတော့ဆောလာပဲ okay I like the video so much okay တော့ဒီ video ကိုလုပ်ချင်ရတဲ့ဘောကတော့ကျွန်တော်တကယ်ချင်းchallenge လုပ်သွားရပါတော့ no diamond rap ရအောင်လုပ်ကြပါဦးနော် get the diamond rap today in 24 hour ပေါ့နော်24 hour လို့ပြောရတယ်ဆိုတော့ကျွန်တော်တရက်တိတိပေါ့နော်ကျွန်တော်ဟော challenge ခေါ်တာကတော်ကြာနေပါတယ် challenge ခေါ်တာဘယ်တော့မှမကြာသေးပါဘူး3နာရီခေါ်တာကျွန်တော်မီးပြန်လာတဲ့အချိန်ကျရင်လုံးမမီးလာတဲ့အချိန်ကျရင်ကျွန်တော်ဗီဒီယိုတင်မဲ့ခိုင်းလုံးမယ်လို့စဉ်းစားတာပေါ့နော် pop ဒီပြန်လာတဲ့အချိန်ကျရင်ခိုင်းလုံးမယ်လို့ကျွန်တော်စီစဉ်တာမီးလဲလာအောင်တော့ခုချက်ချင်း record ဖြစ်တာပါပဲပေါ့နော်တင်ပေးတဲ့အချိန်ကျတော့ချားချိန်ဖြစ်နေရတော့အဲ့ချိန် record ရပြီးတော့ဘောတော့ချားချိန်ကပြောင်းกินရတာပေါ့နော်ပြောင်းกินရတာ okay တော့ဝင်လို့တောင်းမှာပါတယ်ဗျ okay ကျွန်တော်ဒီ smoke grenade လေးကိုပဲသူ့ပြစ်ပေးရမယ်လို့ဆိုတော့ဒီဘက်ကိုပဲရှော့ပစ်လိုက်ပါပဲတော့လိုက်ရမကောင်းဘူးနော်တိတ်ပြီးတော့ no jump in the void ပဲလုပ်လိုက်တော့မယ်ဟာ sorry guys excuse me I need some water I am back and I am better ဆေးပြေးလိုက်အစင်တော့နည်းနည်းပြေးပါတယ်ပေါ့နော်ဆေးတော့နည်းနည်းပြေးလို့ခက်တာပြေးပါတယ် okay no damn ပေါ့နော်တမျိုးပြောင်းလိုက်ပြန်တမျိုးပြပြောင်းလိုက်ဗီဒီယိုတစ်ပုံးနဲ့တစ်ပုံးထဲမှာကျွန်တော်ရဲ့တာဘယ်လိုဖြစ်နေပါလဲအဲ့ဒါကျွန်တော် voice changer သုံးလိုက်လို့တော့ထင်မဲ့ပေါ့ဒါပေမဲ့တော့ voice changer မသုံးပါဘူးကျွန်တော်ရဲ့ real တန်ကိုပဲကျွန်တော်ဟီတော့ပြီးတော့change လိုက်တာတော့မဟုတ်ပါဘူးတကယ်လေ change တာမဟုတ်ပဲဒီတိုင်းပဲတန်လေးကိုနည်းနည်းပြောင်းလိုက်တာပေါ့နော်ကိုယ့်ရဲ့ဟောင်းနဲ့အတန်ကိုနည်းနည်းပြောင်းလိုက်ပြီးတော့စကားပြောကြပါ okay တော့ဒီပြောကြတော့ပဲအေး what sorry okay ကျွန်တော် smoke grenade ကိုတုံးနေရမှာကျွန်တော်ဘာလို့လေပေါ်နေမိရလဲစာမချင်းမအောင်စာမချင်းမယ် change me okay change me no I got to speak man no 9နာရီ6မိနစ်ကလို့တော့ဗောနော်တော့ okay လို့9နာရီကျွန်တော်6နာရီနဲ့30ပြောရမယ်ဆိုတော့ time က hour မှာပါ okay ကျွန်တော်အဲ့ဒါဆိုတော့ချိန်ခဏရက်မယ်ဗောနော်ကျွန်တော်ဟိုကနည်းနည်းကြာမှာဆိုဗီဒီယိုကြီးလေးရန်တိတ်မရှိခြင်းကြောင့်အဲ့ဒါကြောင့်မရှိစေခြင်းလို့ဗောနော်မေးလို့ပါလဲဆိုတော့ smoke grenade ရဲ့ enemy smoke ဆိုတာတော့smoke grenade ကသူများကိုတက်ဆရာမလို့ enemy ကို smoke
ဖြစ်ဝေးအောင်လို့ not even killing and not even attacking no attack လုပ်ကြတာလည်းမလို့ပြောရရင်ဆိုတော့ကိုသူတို့ trip လုပ်ပြီးတော့လုပ်ရရတယ်ပေါ့နော်ပြောရရင်ကျွန်တော်တဲတို့6နာရီခွဲဟို6:13 PM သာဖြိုရမယ်ဆိုတော့ကျွန်တော်တကယ်ကြီးကျွန်တော် challenge fail တယ်လို့ပြောပြီးတော့နော်ရဲ့ဒီအခုလက်ရှိဖြစ်နေကျွန်တော်အခုလက်ရှိကောင် F_INF3333 ငါဆိုအကောင့်ကိုယူသွားမှာပေါ့နော်တော့ပြောပြမှာပါအဲ့ဒါကြောင့်ဖြစ်ပါတယ်ကျွန်တော်ခမ်းမင်းလုံးနေလို့ထင်လို့ရတယ်ဆိုမှမဟုတ်ပါဘူးကျွန်တော်အဲ့ဒီငယ်ချင်းတယောက်နဲ့ဒီရတစ်ခုလောက်ခဲ့တာပါကျွန်တော်သူနဲ့ဒီရလောက်ခဲ့တာဟာမှားကုန်ပြီOh, sorry. What the fuck? Oh, sorry for meaning. My fault. No, ပြန်ရပါမယ်အခုဘယ်လောက်ဖြော်ရလဲချက်ကြည့်မယ်185 not bad okay ပြန်ရပါဘောဟုတ်တယ် we got something that is gold So we gotta grind too much. But then I let's see me. I don't shit it. Okay. 我哋話我咪 share 下咪。你啊當成票 OK ကျွန်တော်成日ပြီးသွားခဲ့တယ်ဒါပေမဲ့ကျွန်တော်မရခဲ့ဘူးဆိုတော့ကျွန်တော်အဲကောက်ပေးရတော့ပါပဲဖြစ်သွားရေပေါ့နော်ကျွန်တော်ပေးလိုက်ပါပဲဒီ video လေးတော့လောက်ပါပဲ Make sure like subscribe and bye